ကင်းသာကိုကွေလမ်းပိုင်းမှာဒီနေရာကနေစပြီးကျွန်တော်တို့ရှမ်းရိုးမာကြီးကိုတက်ရတာပေါ့ဗျာအဲ့ဒါကြောင့်ကျွန်တော်ရှမ်းရိုးမာအသားတွေကိုခံစားရင်းနဲ့တောင်တက်လမ်းတွေကိုရေခုံစွာနဲ့မောင်းနေကြမှာပဲဖြစ်ပါတယ်ဗျာတောင်တွေကနေလိုက်မြင်းလိုက်တက်လိုက်ဆင်းလိုက်နဲ့ရိုလာကိုစတာစီးတယ်လို့ပဲမောင်းနေကြတော့မှာဖြစ်ပါတယ်ခင်ဗျာ